ဒေါ်လာလေးတက်တာဖို့အတွက်အကိုဖြစ်သူဟာသူ့ရဲ့ညီမလေးကိုဝါချင်းတောင်းထဲမှာဝတ်ထားခဲ့ပါတယ်။သူကားပေါ်တက်ခါနီးမှာပဲစပယ်ယာကရောက်လာပြီးအဲ့ဒီချင်းတောင်းကိုပစ္စည်းတင်တဲ့ခန်းထဲထည့်လိုက်ပါတော့တယ်။ချင်းတောင်းထဲမှာတော့ကောင်မလေးဟာတခုခုမာရွေးနေပြီဆိုတာကိုရိပ်မိသွားခဲ့တယ်လေ။သူဟာအပြင်ကိုအတင်းတိုးထွက်ခဲ့ပေမဲ့ပစ္စည်းခန်းထဲမှာပိတ်မိနေမှန်သိလိုက်ရပါတယ်။သူလည်းအယမ်းလန့်သွားပြီးအချိန်တွေကုန်လာတာနဲ့အမျှအကိုဖြစ်သူကလည်းတဖြည်းဖြည်းနဲ့ပိုပြီးတော့စိတ်ပူလာခဲ့တာပေါ့။ဒါနဲ့သူလည်းစပယ်ယာစီသွားပြီးပစ္စည်းတွေအကြောင်းသွားမေးပါတော့တယ်။အဲ့ဒီအချိန်ကြာမှပဲချင်းတောင်းတွေကိုတခုပေါ်တခုထပ်ထားလိုက်ပြီဆိုတာသူသိလိုက်ရတာပါ။သူကကျွန်တော်ညီမလေးအဲ့ဒီချင်းတောင်းထဲမှာရှိနေတယ်လို့အော်ပြောလိုက်ပါတယ်။သူအသက်ရှူကျက်ပြီးတည်သွားလိမ့်မယ်လေ။ကားကိုလည်းချက်ချင်းပဲလမ်းဘေးမှာရက်လိုက်ရပါတော့တယ်။စပယ်ယာလည်းကြောက်ကြောက်လန့်လန့်နဲ့ပစ္စည်းခန်းစီကိုအမြန်ပြေးသွားခဲ့တာပေါ့။အကိုဖြစ်သူရဲ့ရင်တွေလည်းဒိန်းဒိန်းခုန်နေခဲ့ပါတယ်။သူ့ညီမလေးဟာတတိမိနေခဲ့ပေမဲ့တဖြည်းဖြည်းနဲ့ပြန်နိုးလာခဲ့တာပါ။အကိုဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတဲ့အခါညီမလေးဟာသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်။ဒါနဲ့အကိုဖြစ်သူကလည်းနောက်ခါကျရင်ဒီလိုမျိုးဘယ်တော့မှထပ်မလုပ်တော့ဘူးလို့ကတိပေးခဲ့ရှာပါတယ်။ကားပေါ်ပြန်ရောက်တဲ့အခါစပယ်ယာကကောင်မလေးအတွက်ကားလက်မှတ်တောင်းပါတော့တယ်။အကိုဖြစ်သူဟာခေါင်းလေးငုံပြီးတော့ကျွန်တော်မှပတ်စံမရှိဘူးလို့ပြောလိုက်တာပေါ့။စပယ်ယာကစိတ်ဆိုးသွားပေမဲ့နောက်နားမှာထိုင်နေတဲ့ကျင်နာတက်တဲ့လူကြီးတယောက်ကလက်မှတ်ဖို့စိုက်ပေးခဲ့ပါတယ်။ခဏကြာတော့အကိုဖြစ်သူကပလဲကိုရောက်ဖို့ဘလောက်လိုသေးလဲလို့မေးတာပေါ့။စပယ်ယာကလည်းဒီကားကတေဝါကိုသွားမှလို့ပြန်ဖြေခဲ့ပါတယ်။မင်းတို့ကားမစီးမိပြီတဲ့။နောက်ဆုံးတော့သူတို့ကိုလူသူမရှိတဲ့လမ်းခုလက်တနေရာမှာခြံထားခဲ့ကြပါတော့တယ်။အေးဆက်တဲ့လေငင်းတွေကညီမလေးရဲ့မျက်နှာကိုရိုက်ခတ်လာပြီးမျက်နှာလေးပါဖြူဖြော့သွားခဲ့တာပေါ့။အကိုဖြစ်သူကလည်းပလဲကိုဘလို့ဆက်သွားရမလဲဆိုတာစိတ်ပူရင်းညီမလေးကိုတင်းတင်းလေးပွေ့ဖက်ထားခဲ့ရှာပါတယ်။အဲ့ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ပလဲဘက်ကိုသွားမဲ့ကုန်ကားဒရိုင်ဘာတယောက်ရောက်လာခဲ့ပါတယ်။ဒါနဲ့အကိုဖြစ်သူကကားကြုံလိုက်ပါရစေလို့တောင်းဆိုလိုက်တာပေါ့။ဒရိုင်ဘာကပထမတော့ညင်းနေခဲ့ပေမဲ့ကောင်မလေးဟာမွေးရပါနှလုံးယောဂါနဲ့မွေးဖွားလာခဲ့ပြီးဆေးကုသဖို့အတွက်ခီးသွားနေတာမှန်သိလိုက်ရတဲ့အခါမှာတော့စိတ်ပြောင်းသွားခဲ့တာပေါ့။နောက်တော့ဒရိုင်ဘာလည်းတနာသွားပြီးသူတို့မောင်နှမနှစ်ယောက်လုံးကိုကားပေါ်တက်ခိုင်းလိုက်ပါတော့တယ်။ပလဲကိုမရောက်ခင်မှာဒရိုင်ဘာဟာသူ့တငယ်ချင်းအိမ်မှာကားရက်လိုက်ပါသေးတယ်။အဲ့ဒီမှာသူ့တငယ်ချင်းရဲ့ဇနီးဖြစ်သူကအားလုံးကိုညစာတူတူစားဖို့ဖိတ်ခေါ်ခဲ့တာပေါ့။ဒရိုင်ဘာကတော့ပထမတော့ညင်းလိုက်ပါသေးတယ်။ကျွန်တော်မှကလေးနှစ်ယောက်လဲပါတဲ့အချိန်လဲနောက်ကျနေပြီလို့သူကပြောပေမဲ့အိမ်ရှင်မကအတင်းစွတ်တိုက်တွန်းတာကြောင့်အားလုံးတူတူစားဖြစ်သွားကြတာပေါ့။ဒရိုင်ဘာကကလေးတွေကိုလမ်းပေါ်ကနေခေါ်လာခဲ့တာမှန်ဇနီးဖြစ်သူတီးသွားတဲ့အခါအခြေအနေကိုအထင်လွဲသွားပါတော့တယ်။သူနဲ့သူ့အမျိုးသားဟာနှစ်ပေါင်းများစွာကြာတဲ့အထိတာသမီမရခဲ့ကြဘူးလေ။ဒါနဲ့သူကဒီကောင်မလေးကိုကျမတို့စီမှာပဲထားခဲ့ပါလားလို့ပြောလာတာပေါ့။ကျမတို့သူ့ကိုစောက်ရှောက်ပေးမဲ့အပြင်ဆေးလဲကူပေးပါမယ်တဲ့အကိုဖြစ်သူကတော့ကြောက်လန့်တကြားနဲ့အော်ဟစ်လိုက်ပါတော့တယ်။ပတ်စံရဲ့တွေးဆောင်မှုကိုခံလိုက်ရတဲ့ဒရိုင်ဘာကတော့သဘောတူလိုက်ပါတော့တယ်။သူကပတ်စံတွေကိုယူပြီးကလေးတွေကိုထားခဲ့ကသူ့ဇနီးအတွက်လက်ဆောင်ဝယ်ဖို့အိမ်ကိုဥတီမောင်းနှင်သွားပါတော့တယ်။လမ်းမှာတော့ပျောက်ဆုံးနေတဲ့တာဖြစ်သူကိုတဲတဲမဲမဲလိုက်ရှာနေတဲ့မိခင်တယောက်ကိုသူမြင်သွားခဲ့တာပါ။သူလဲသွားနေရကနေရုတ်တရက်ရက်တန့်သွားပြီးအပြစ်မကင်းတဲ့စိတ်ဝေဒနာကိုအကြီးအကျယ်ခံစားလိုက်ရပါတယ်။သူဟာကားကိုပြန်ကွေ့ပြီးသူ့တငယ်ချင်းအိမ်ကိုအမြန်မောင်းပြန်လာကပတ်စံတွေကိုပြန်ပေးပြီးမောင်နှမနှစ်ယောက်လုံးကိုသူနဲ့အတူခေါ်လာခဲ့ပါတော့တယ်။ကလေးတွေကတော့ကြောက်လန့်တကြားနဲ့ထိုင်ကုန်ရဲ့အစွန်ဆုံးမှာကတ်ထိုင်နေကြပေမဲ့ဒရိုင်ဘာကတော့အရင်လိုလူမဟုတ်တော့ပါဘူး။သူ့ရဲ့စိတ်နှလုံးဟာနူးညံ့ပျော့ပြောင်းသွားခဲ့ပြီလေ။သူဟာကလေးတွေကိုပလဲမျိုးမှာရှိတဲ့သူတို့သွားခြင်းနဲ့လိပ်စာအရောက်လိုက်ပို့ပေးခဲ့တဲ့အပြင်စားဖို့တောက်ဖို့အတွက်ပါပတ်စံနေငယ်ကူညီပေးခဲ့ပါသေးတယ်